မင်္ဂလာပါရှင်စမနံမြန်မာစာဥယျာဉ်မှာနေထွေးစာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်မြန်မာစာရေးတဲ့အခါနေ့စဉ်အသုံးများတဲ့စကားလုံးတွေကိုမှန်တယ်ထင်ပြီးရေးနေပေမဲ့တကယ်တမ်းတပ်ပုံမှားနေတာတွေအများကြီးရှိပါတယ်ဒီနေ့တော့လူအများစုမာရေးတတ်တဲ့စကားလုံးတွေထဲကအရေးကြီးတဲ့အသုံးအနှုန်းအချို့ကိုလေ့လာကြည့်ကြရအောင်နော်ပထမဆုံးကာခကာကိုတပြိုင်နက်ပြုမှုဖြစ်ပျက်တာကိုဖော်ပြတဲ့အခါနဲ့တစ်ခုပြီးတစ်ခုပြုမှုဖြစ်ပျက်တာကိုဖော်ပြတဲ့အခါတွေမှာသုံးပါတယ်ဥပမာလူကလိုက်ကငိုဒီတခိုးကိုဖမ်းကရဲစခန်းတို့ပို့ဒီခါကိုတော့အချိန်ကာလနဲ့ပတ်သက်ပြီးသုံးပါတယ်သွားခါနီလာခါနီဆောင်မွေးပွဲဖြစ်ခါနီစသဖြင့်ဖြစ်ပါတယ်နံပါတ်2ကကြီးဂတိနဲ့ဂငယ်ဂတိကကြီးနဲ့ဂတိဆိုတာတဘောတူညီချက်အာမခံစကားပြောခြင်းဖြစ်ပါတယ်။ဒါကြောင့်ဝန်ခံဂတိပြုတည်ဟုရေးရပါမယ်။ဝန်ခံဂတိပြုတည်ဟုဂငယ်နဲ့ရေးလင်မှာပါတယ်။ဂငယ်ဂတိကိုတော့သူဂတိအဂတိစတဲ့စကားလုံးတွေမှာသုံးပါတယ်။နံပါတ်3ကပ်ပြားမပုံတင်ကပ်ပြားဆောင်မွေးပွဲဖြည့်ဆိုခွင့်ကပ်ပြားစတာတွေကိုကပ်ပြားဓာတ်တွေအသက်နဲ့ကပ်ပြားပတ်စောက်အသက်နဲ့ရေးလေးရှိကြပေမဲ့ကပ်ပြားဟုတတ်အသက်နဲ့ရေးမှမှန်ပါတယ်နံပါတ်4ခနဲပူခနဲဖြစ်သွားသည်အေးခနဲဖြစ်သွားသည်ဟုရေးရပါမယ်ကနဲဟုရေးခြင်းကမမှန်ပါဘူးရှင်နံပါတ်5ချီတချို့ဒေတာတွေမှာတော့ချင်းဆိုပြီးတော့လဲဖတ်ကြပါတယ်တဦးတဲ့တမျိုးတဲ့အယောတော်မရှိအထူးခြားမဟုတ်တဲ့အဖြစ်ကိုပြတဲ့အခါမှာသုံးပါတယ်ဥပမာမုတ်တွေကိုသူချီအကုံစားပြစ်တယ်ဟုရေးရပါမယ်သူချီဟုရေးလင်မှာပါတယ်နံပါတ်6ခောက်ခွေးနတ်သက်ခန်းနဲ့ခောက်ခွေးမတ်သက်ခန်းစာတင်ခန်းအိတ်ခန်းခန်းမဒီလိုနေရာတွေမှာခောက်ခွေးနတ်သက်ခန်းနဲ့ရေးရပါမယ်အခန်းအနားကျောင်းတင်ခန်းတို့ကိုခောက်ခွေးမတ်သက်ခန်းနဲ့ရေးရပါတယ်နံပါတ်9တိုက်ခိုက်နဲ့တိုက်ခတ်ပါရန်သူကိုတိုက်ခိုက်သည်လေတိုက်ခတ်သည်ဟုရေးရပါမယ်လေတိုက်ခိုက်သည်ဟုရေးမယ်ဆိုရင်မှားပါတယ်နံပါတ်10ပတ်သက်ထုံနဲ့တတ်တတ်ထုံအတွင်းသို့ထဲ့သွင်းထုတ်ပိုးခြင်းဆိုရင်ပတ်သက်ထုံအပြင်သို့ယူထုတ်ခြင်းဆိုရင်တတ်တတ်ထုံအတန်ကကွဲပြားပါတယ်အသက်ထုတ်ဆိုရင်အတန်ကယတိပြက်ဖြစ်ပါတယ်ထုံတတ်တတ်ထုံဆိုရင်ထုံဥပမာနဲ့ပြရမယ်ဆိုရင်မုတ်ဖတ်ထုံငါ6ကိုထုတ်ယူသည်စသည်တို့ဖြစ်ပါတယ်နံပါတ်9ပဲဘဲမင်းပဲအနာမှာနေငါပဲလုံမယ်ဆိုရင်ပါဆောက်ပဲဖြစ်ပါတယ်မတောက်ပဲမနေနိုင်မစားပဲမနေနိုင်ဆိုရင်ဘာကုံပဲဖြစ်ပါတယ်ညာတော့အဖြစ်မရဲ့နောက်မှာဘာကုံပဲလိုက်ပါတယ်လို့မှတ်လို့ရပါတယ်နံပါတ်30ဘတ်နဲ့ဖတ်တောင်ဘတ်မြောက်ဘတ်ဆိုရင်ဘာကုံဖြစ်ပါတယ်တစ်ဖက်နှစ်ဖက်သုံးဖက်ဆိုရင်ဖောက်အုပ်ထုပ်ဖက်ဖြစ်ပါတယ်နံပါတ်7ယောက်ျားယခုလက်ရှိမြမစာလုံးပေါင်းတပ်ပုံကျမ်းအရာယောက်ျားဆိုပြီးတော့ကကြီးပြီးပေါ်မှာအသက်လေးကိုတင်ပြီးတော့ရေးရပါမယ်အဲ့ဒီနေရာမှာငတ်သက်လို့ရေးမယ်ဆိုရင်လည်းမှားပါတယ်ယောက်ျားလို့နှလုံးခွဲပြီးတော့ရေးရင်လည်းရေးခြင်းမမှန်ပါဘူးနံပါတ်7တေချာကိုကရိယာဝိသေသနာအနေနဲ့သို့မဟုတ်ကရိယာထောက်အနေနဲ့သုံးမယ်ဆိုရင်တေချာစွာအတေအချာတေချာချာလို့သုံးရပါမယ်ဥပမာတေချာချာနားထောင်ပါအတေအချာစစ်ဆေးပါနံပါတ်14အမြောက်အများဆိုပြီးတော့များမှာရရင်နဲ့များပြီးတော့ရေးရပါမယ်တကယ်လို့ရပင်းနဲ့များမယ်ဆိုရင်တော့စာလုံးပေါင်းမှားပါတယ်နံပါတ်15အနောက်နဲ့နောက်အနောက်ကတော့အရက်မျက်နှာကိုဆိုလိုပြီးတော့နောက်ကတော့ရှေ့ရဲ့ဆန့်ကျင်ဘက်ကိုပြောတာဖြစ်ပါတယ်ဒါကြောင့်အိမ်အနောက်မဟုတ်ဘဲနဲ့အိမ်နောက်လို့ရေးရပါမယ်ဒီနေ့လေ့လာခဲ့တဲ့စကားလုံးတွေထဲမှာကိုအရင်ကမာရေးခဲ့ဖူးတာဘယ်နှလုံးရှိလဲနားလည်သဘောပေါက်မှုအပေါ်စစ်ဆေးရန်အောက်ကမေးခွန်းတွေကိုဖြေကြည့်ပေးပါဦးနော်လေ့ကျင့်ခန်းအောက်ပါစကားလုံးများတွင်မှန်သောစာလုံးပေါင်းကိုရွေးချယ်ပါဒီတွေကို comment မှာတစ်ခါခွေနှစ်ကကြီးသုံးကကြီးဆိုပြီးမှရေးခဲ့ကြပါဦးနော်ဘယ်သူတွေအမှတ်ပြရမလဲကြည့်ကြရအောင်
ဗီဒီယိုကိုကြိုက်နေတဲ့ရင် like ပေးပြီးတော့မြန်မာစာအမှားအမှန်တွေကိုဆက်လက်လေ့လာနိုင်ဖို့မြန်မာစာဥယျာဉ် channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်ကောင်းသောနေ့လေးဖြစ်ပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်